နာဂတ်ရဲ့ဖုန်းခေါ်တန်းည7နာရီတိတိမှာကိုတက်ရဲ့ဖုန်းထဲကို message တစ်စောင်ဝင်လာတယ်မနှက်ဖြန်မင်းမသွားရင်အသက်ရှင်မယ်ဖုန်းနံပါတ်ကတခါမှမတွေ့ဘူးတဲ့နံပါတ်ဖြစ်တယ်သူကအခါတိုင်းကိုသိချင်တယ်ဒါပေမဲ့ကလေးနဲ့အကြမ်းနောက်ထပ် message တစ်စောင်ခန်းစီမစီးနဲ့ကိုတက်ပြီးပြောသွားတယ်ဘာလို့လဲဆိုတော့မနှက်ဖြန်ဒီအလုပ်ကိုပြုလုပ်ဖို့ခန်းစီ booking လုပ်ထားပြီးတယ်ဒီနေ့ဒီ screenshot ပို့လိုက်တယ်ဒီနေ့ကစာပြန်မင်းကိုနောက်နေရမှာပါဒါပေမဲ့ည7:30မှာဖုန်းနေတာဖုန်းနံပါတ်ကိုကြည့်လိုက်တော့ဖုန်းနံပါတ်ဆက်တယ်ဒီတဖုန်းကိုကြောက်ကြောက်နဲ့တိုင်လိုက်တယ်ဟဲလိုဒီလေးခင်ဗျာတစ်ခါကအတန်ကအေးအေးကျွန်တော်ကမင်းပါကိုတိုက်ရင်တုံသွားတယ်ဘာလို့ပြောနေတာလဲတစ်ခါကဆက်ပြီးလာတယ်မနေ့ကထိုင်းစီကိုတိုက်ရင်မသိဘူးကိုပြောတယ်ဖုန်းချသွားတယ်ညလုံးကိုတက်မအိမ်နဲ့ရောက်တော့ history မသွားဘူးစဉ်းစားပြီးလောက်ကအရေးကြီးဆုံးနဲ့နောက်ဆုံးထားစင်ထားပြီးထွက်လာတယ်ကားတစ်ဝက်လောက်ရောက်တော့ရှေ့မှာ truck တစ်စီး control လုပ်ပြီးတိုက်နေဖြစ်လာတယ် taxi ကားသမားက emergency brake နေလိုက်တော့ကားကလမ်းဘေးကိုတက်ထွက်သွားတယ်ကိုတက်အသက်ရှင်သွားတယ်ဒါပေမဲ့ကားသမားကပြန်လှည့်ပြီးနေတယ်ညကကျွန်တော်ပို့ထားတဲ့ message တွေဖတ်ပြီးပြီလားကိုတက်မျက်လုံးကြည့်သွားတယ်ခင်ဗျားကဘာလုပ်လဲကားသမားကဖြည်းဖြည်းပြုံးပြီးပြောတယ်မင်းရဲ့အနာဂတ်လေးပြီးတော့ကားရဲ့နောက်ကြည့်မှန်ထဲမှာကားသမားရဲ့မျက်နှာကကိုတက်မျက်နှာနဲ့တပုံစံနဲ့ဖြစ်နေပါတော့တယ်